ပြောပြမယ်စတန်ဒတ်စစ်တပ်ကြီးရဲ့စောက်ရှက်မရှိဘူးကျွန်တော်ပြောပြမယ်ညံတိုင်းမျိုးအနက်ကလေးတွေမြင်ရင်ဖမ်းလို့အတင်းကိုပေါ်တာဆွဲလာရဲ့သင်တန်းအတူပေးရှေ့တန်းထွက်ခိုင်းကိုချင်းမစားစွတ်ထိုးကျွေးတယ်ဘူးရတဲ့ဆေးတွေအတင်းကျွေးလို့အသေးခံခိုင်းတယ်မြို့တွေသူပြန်မရရင်ဘုံကျဲလို့သူဖြက်စီးတယ်မစားရဒီအမဲကိုတဲနဲ့ပတ်တဲ့အာနာယူရဲမြို့တွေသူပြန်ရအောင်ပထွေးအားကိုသူငိုပြတယ်တွေ့သမျှပြိုင်ဘက်တိုင်းကိုချိုးနဲ့အရင်တုတ်တယ်ပြီးရင်ဝိုင်းလို့ဖြဲတယ်ခွေထက်ဆိုးတဲ့တခေါ်မှယောက်ျားရဲ့ကဘာစင်ဘလောက်ရှိတယ်ချင်းထဲလို့ရဲ့သူဖြဲကြောက်တယ်တကယ်တမ်းကျတော့ကုန်းချောင်သူမလာရဲလို့ဘုံကျဲလေးရင်300ရဲ့ဒီကြွမနိုင်တော့ကြည်မီသူရှုပ်ဒါလားကွယ်မြမတက်မတော်ကိုဖဲကိုကိုတိုင်းချိုးကရွေးကောက်ပွဲလုပ်ကြံစီဖို့ရဲ့ခွေးများနေရမရတယ်လို့အမိလေးနန်လို့သမရယူမယ်အမေကေဟိုတစ်ချိန်လုံးခါခွက်ပြောက်ခဲ့တဲ့ဟိုကောင်တစုရဲ့ကြည်နေမကြတော့ဘူးကွယ်ခွေးတိုးပေါက်ကဝယ်လာလိမ့်မယ်အယူကွက်တွင်နေမယ်တခိုးကလူပြန်ဟင်မယ်မဲတွေအရမတောင်းလို့ခွေးကောက်ပွဲနဲ့စောက်ခွက်ပြောင်းအောင်မယ်တရုတ်ကိုကွယ်အမြဲတမ်းအဖေခေါ်လို့လာရဲ့ပြည်ပကိုတခိုးကလူပြန်ဟစ်လို့ရဲ့အော်ရုရှားကိုကွယ်ပထွေးနဲ့အဖေနဲ့မာကရဲ့အာနာရှင်တွေအလုံးတဲကအဆိုးဆုံးရဲ့ဒီကောင်အမေအိုကိုအကျဉ်းချကထားပြီးမှကွယ်ဒီပြိုင်ပွဲကိုပြိုင်မဲ့တယောက်တည်းပြေးကပန်းဝင်ဖို့ရဲ့အမေအိုကိုသာရဲ့ရခိုင်နှုံးများနဲ့အကျော်ယူလဲကွယ်ဘယ်ခါနေတို့တွေမနိုင်တဲ့စောက်မျိုးရုပ်တွေရှက်ကိုမရှိတဲ့စတန်ဒတ်အာမီစောက်ရှက်ဗလာကြီးအော်စတန်ဒတ်အာမီပြည်သူကျွေးတဲ့လက်ကိုပြန်ကြိုက်ကြတယ်ပြည်သူအမုန်းတွေကြောင့်နင်တို့တွေဘဝခွေလိုဘဝနဲ့အဆုံးသတ်ရအောင်မယ်ခွေတဲ့ဆိုတဲ့စင်မိတ်စာများရဲ့ယူွက်တွင်နေမယ်တခိုးကလူပြန်ဟစ်မယ်မဲတွေအရမတောင်းလို့ခွေကောက်ပွဲနဲ့စောက်ခွက်ပြောင်းအောင်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ